这个要一个一个这谁去哪里？拜拜。你干嘛？你干嘛？贵的啊？哎，是嘛的？我那边买票改了。我们买多贵，我们买多。cái nó đó gì đấy trong quá lâu dài là cái gì mấy cái mình vừa trong quá lâu dài là hả? trong quá lâu dài là cái vị trí lâu đồng hay không? cái lúc cuối trong quá lâu dài là cái UMA thôi gì đó chúng ta từ lào chúng ta dùng gì đây những cái này đó dạ có này gì cái này gì cái này gì dạ cháu đây cả lại bán gì đấy cháu đây cả nên tông quay xe của lá cổng nó lá cổng là mang lên mà làm chi này họ nó tên cùng vài gì chú rồi đó đâu là lúc rồi cô đi mình nhá chỉ có làm nhảy cái này được quay xuống chúng ta có mặt đều quay phim đấy cái này được quay xuống cái này được quay xuống à quá mà bắt đầu này cái này lâu rồi mày mi là blue pin này qua live to down nữa mi bắt đầu cũng có đâu cái này quay xuống có gì không đi xe con này không sợ được mình làm nó trong cây con quê mà nó trong đây con quê cầm một lần nhà mà để so cái nó mồi này nó rồi mà đã tông ra phụ cơ mà này cái giá thà trong cơ mà này mà thắt vô mà thế là làm gì giang thế bây giờ nếu uống ra pin rồi có gì mặt ta này rồi đó con ăn thịt nó là một lần nhà mà mỗi á nó quay nhất thì vậy này mà này này lúc là chán gì đó lại cái rồi mình rất biết chào nó lại chạy một ngày về quê này nhất thì vậy này nó mỗi nhà mình đi ra rồi đã cái một số mà chiều ngày nào nó mình làm của cái bà mình làm
ဂျိုးပါနော်ဂျိုးမင်္ဂလာပါဆိုတော့ဂျိုးကနာမည်ကြီးချင်လို့တဲ့ဒါ live တွေရှင်းမှာ live ပြီးတော့မတက်ရက်နေတယ်နော်ဆိုတော့ကျောင်းဆရာတော့ပြန်သွားပြီနော်ကျောင်းဆရာပြန်သွားပြီခုပြန်သွားပြီမနေ့ပြန်ကြငအောတို့လည်းပြန်မယ်တော့ကြားတယ်နော်အဲ့တော့ကျွန်တော်ထင်တာနေ့နဲ့မနေ့ပြန်တော့ထိလောက်ပဲဒီမှာကိုယ်ကောင်းမှန်းပြီနော်နောက်ရက်တွေကတော့ဒါပွဲတွေအနေငယ်တွေပါသွားနိုင်နော်စတာတို့လည်းမနေ့ပြန်ကိုယ်ကောင်းနေရှိတယ်တော့တောင်းလာ လူပွဲနှစ်သုံးပွဲလောက်ပါဟာတဲ့တို့နေရာမဟုတ်တော့မလုပ်ပါနဲ့ အိုက်ပဲသွားလဲကိုတဲ့ဘွားမီးအိမ်အိုက်ပဲသွားလဲပြောတတ်မှာမနေ့ကတော့တဟင်းလေးကဘာမှတော့ပဲတွေ့လိုက်တယ်အာကြီးတော့မတွေ့လိုက်နော်အာကြီးကနေ့ကမလာပါဘူးကိုဘာတက်ကတော့ဒါလေ3កောင်ပွဲမှာဒါတော့သူကပွဲစားပြီအဲ့တော့ပွဲစားပါဗျာနော်ဒီကြောက်ခါပဲပွဲစားနေပြီဝမ်းလက်ဖြစ်သွားပါပြီနော်ဝမ်းလက်တော့စတင်ပြီးတော့ဥစားမတမရယူသွားခဲ့ပါပြီဗျာကျောင်းသားရဲ့ဘယ်တိုင်းကိုထိုးပြီးတော့မနော် ဆရာဘုန်းရှေ့အေးတော့တရားပါမရှိဘူးပြတ်ဘူးလို့ ဒါပေမဲ့နောက်ကရလာတဲ့ကြည့်တယ်ပုတ်တယ်ဟိုက ကောင်းပါတယ်ကျောင်းတိုင်းလောက်ဝမ်းပါ တော့ဒီလိုတော့နောက်ကျ ကိုပဲရကိုပဲကျွန်တော်စားလို့ကဝေးပါတယ်မပေးဘူးပေါ့ရှိလို့မပေးတာမရှိပေးဘူး တော့ကွာ ဒါကြီးကခတ်တိုးကြီးတာဝမ်းလက် ဖင်းခံကျွန်တော်ညာလာတယ် နားတော့ကြည့်လိုက်လေ ကြာနေကျွန်တော် ဖောမကလက်ဝမ်းမှာ အမတ်လောက်ဝမ်းပါ မော်ကြီး3000ပြည့်မော်ကြီး3000ကိုရုပ်လို့လိုက်လွတ်ပြီလားမပြောတတ်သေးတော့ကိုကျွန်တော်လည်းသတင်းမကြားမိဘူးကဲကောင်းပါတယ်ပေါက်ပါနော်1 over ကျောင်းတိုင်းစာပေတလုံးပေါက်ပြီးတော့မှကတော့1 over ဝေးဒေလို့ဝေးတောင်းတိုက်ရဲ့နော်ဒီလိုထိုးလေးတော့သွားတာနော်1 over မှကတော့တော့ကိုလန်ထားတယ်မော်ကြီးမော်ကြီးပဲပုတ်ထားပါရဲ့ကိုမင်းသားကြီးအကြောင်းတော့ကိုမင်းခန့်တော့ပဲပူတိလိုက်တယ်သူတခါကျလိုက်ခွင့်မြပြောတတ်တယ်နော်ကျွန်တော်လည်းသူ့တခြားဟိုကမဖြစ်တော့မကြည့်ဖြစ်တော့နောက်မေးလည်းမမေးပြဘူးအားနာတယ်လေအဲ့လိုလို့ကဲပိုက်ထောက်လေးကျွန်တော်ဂုံလေးနဲ့ဆယ်ပြီးတော့တခါတည်းပုတ်တယ်မော်ကြီးပြင်ရတယ်ဒါမှလည်းရှန်ထွက်သွားနော်ဆိုတော့မကတော့1 over ပဲမှကတော့1 over ဒါကြိုးရတဲ့ line ထဲမှာကဲဝေးသွားနော်အနေငယ်လေး စာပေနင်းငယ်ဝေးပါတယ်1 over ဟောပဲကျွန်တော်ခမင်းစားနေလို့ sorry ကပ်ပါဖိ ခမင်းစားလိုက်ခမင်းစားနေလို့ ထိုင်းလို့ရေးထားတာနားမလဲနော်ကျွန်တော် sorry ကပ်ပဲ ကောင်းနေတာကိုလိုတော့ ဘာပြော ကျောင်းတိုက်ပဲမိုင်ဦးပါ ဟေးဝါအော်ဘာ နောက်လို့ရလာပြန်ကိုခိုင်းကျွန်တော်ရှိတော့မရအောင်နော်ဟောလေကိုမင်းတို့နောက်ပြီးတော့မှ ဘယ်ကြောင်းလဲ ဒီမှာပေါ့နော်ကိုဘိုးကြီးတို့ရှင်မှာရေးကြည့်ပါနော်ကိုနော်ကိုခွေးတို့ရှင်မှာရပါတယ်ကဲဝေးပြန်တယ်ကျောင်းတိုက် ဟေးအဲ့ bro ဒီခါဝါဒီမှာကိုနေကြပါ မင်းကတော့ရပါ မကတော့1 over ပါနော်စပစ်တယ်ကတော့ဒါပြောင်းနေပြောင်းစမ်းပြီးတော့မှအားပြိုင်ပြီးထားမျိုး ဘက်ကမှတခါမှထောင်း စပစ်ပါ ဟယ်လို ကျောင်းတိုက်ပဲ ဘုပါမလားကျောင်းတိုင်း 30ခုခု ကျောင်းတိုက်ကတော့ခွဲပုတ်ပြန်နော်ကျောင်းမောင်မခတ်ဘူးလားတဲ့ကျောင်းမောင် ဟိုဒီဆက်ကိုနဲ့9သိန်းလောက်ရှိမယ်နော်ဒီလေးကြာရင်ပေါ့နော် ကို မ ယ် တက် တော့ ပြ ဆက် မှာ ထားတယ် အဲ့ရေးမှာရေးလိုက်ကိုင်းထဲမှာရေးပေးနော်ကိုင်းထဲမှာရေးပေးမဟုတ်လေမှာမဟုတ်လေကိုင်းထဲမှာကိုယ်လာ9သိန်းကြီးလေးမှာ30ကိုနဲ့ရပြီနော်ကိုနော်ညီမဝင်9သိန်းဟုတ်တယ်ကိုင်းထဲမှာရေးပေးတာရပြီရမော်ကြီးယူမယ်ရလောက်ယူမယ်ဆရာဟာတဲ့ကင်းလေးနဲ့သူကနိုင်ပါ10သိန်းကျွန်တော်နဲ့ကင်းလေး ကင်းလေးနဲ့သူကနိုင် အဲ့ဒီဟုတ်ကျွန်တော်နဲ့ကိုနေမှာအကွာ30ကိုပေးရမော်ကြီးက30ပေးရဟုတ်တယ်မော်ကြီးကဘယ်လိုပြီးသွားလဲမနေ့က မော်ကြီးကကိုနေနော် အားတက်ရောက်ပြီးမှရှင်းတာဟယ်လို ဟယ်လိုပါဟယ်လိုပါ ဘယ်လိုပဲလို့ည ကိုမိုက်ဟယ်လိုပါဗျာ နော် ရ
တော့တယ်မကျော်ကျွန်တော် ကိုထိတ်ရှိမှာပေါ့ဒီကတော့ခြေခွင်းနဲ့ထိန်းပြီးတော့ဘိုက်တွေညာထိတယ်နော် မော်ရကြီးတော့ပြရတယ်မကြီးကျောင်းတက်ကအောက်ကြီးငါးသိန်း ဝါရှင်တန်နှလုံးလောက်ပေါ့ အဲ့လိုကြီးဆက်အားလေးလေးလားဟုတ်ကဲ့ကိုအားလေးလေးအားလေးလေး နိုင်ရတယ်နော်စပါပြီပိုက်ထောက်လေးကြားတယ်ဗျာချောင်းတိုက် ကျောင်းတိုင်းရဲ့ပိုက်ထောက်စားပြီးတစ်လုံးကြောက်ပဲအမက်တာသီးရပါပြီဗျာနော်ခိုင်းကူသမားတွေလေုံထမ်းရမယ်ပတ်စံထမ်းရတာဆို ကလိုင်းနဲ့ထိုးထားတယ်ပေါက်ပါတယ် ကမ3-1ဖြစ်သွားပါပြီ 3-1ဖြစ်သွားပြီခဏနေနော် ညနေတော့စက္ကန့်ပိုင်းလေးဖြစ်သွားတာဗျာ ဘာကြီးလဲဟာ ဝတ်တုကတော့မနက်ကပြန်သွားတယ်ကြားနော်ရှင်းလေးကတော့နေခဲ့တယ်ဒီတိုင်းပဲရှင်းလေးကမနက်ပြန်ကိုရန်ကုန်ပြန်ပြီးတော့သူလည်းရွှေ့ပြီးပြန်မယ်လို့ကြားနော် ကဲမကဟုတ်ပါမယ်ဗျာဒီရတက်ပြီးတော့4-1ဖြစ်သွားပြီဗျာ ဘုံဘွားပါမင်္ဂလာပါမွန်မိုးရေနော် ခွေမပြောတော့ ဒီစက်အားပေးတဲ့အိုင်ရိုးတွေ ဟိုမော်ကြီးဘက်က အမတ်ကတော့ဘုံဘွားပါ မကတော့ဖူးဝမ်းမှာ တောင်းတိုက်ကိုရက်ပြနေရတယ်မော်ကြီးနဲ့ တော့စပ်ပါလိုင်းနေတဲ့ထိုးတာနော်မော်ကြီးညာလိုင်းနေပါ ချပြိုးနေ ကကြောင်းနိုင်ပြီပြီကြောင်းနိုင်ပဲကကန်ပြီဗျာမတ်တက်ပါတယ်5-1မှာ အမက5-1ပါဗျာဖြစ်သွားပြီဗျာနော်ကျောင်းတိုက်က5ဖြစ်နေတယ်ဗျာဘုက1ပဲရှိပါသေးတယ်ဗျာဟုတ်ကဲ့ဘောဒီကျောင်းတိုက်က5ဖြစ်သွားပြီဗျာဒီကမော်ကြီးက1ပဲရှိသေးတယ်ဗျာ ခွဲပုတ်ထားတယ်မော်ကြီး အမကတော့1-5ပါဗျာအမကဒီစီဆိုပြီးတော့တောင်းရှောက်ကိုတက်သွားတာဗျာနော်တောင်းတိုက်ကရှို့ရတာမသိဘူးနော် ဆိုမကတော့1-5ပါ 5-5ပါကျောင်းတိုက်ကရှုံးမှာပဲလေဟုတ်ကဲ့ပါကိုတော်လိုက်နော် ဝေးပါတယ် ဒီတဲ့5-1ပါ 5-1ပါ မကတော့5-1မှာရှစ်ပြုတ်ထားတယ်ချီခွင်လေးရဲ့ကြောင်းတိုက်မိသွားပြီကြောင်းတိုက်ပဲကပုတ်ထားတယ်ကြောင်းဒါ ပါမှာ1ဖြစ်သွားပြီဗျာနော် 6မှတ်မှတ်ဖြစ်လာနော် 6-1ပါ အော်နောက်တော့ဆက်ပြီး9နဲ့တော့သွားတယ်ကြောင်းတိုက်ကစပစ်ကျနေပြီတဲ့ဘောကနေချရမယ်ဟုတ်ကဲ့ပါကောင်းမျိုးစော်ရင်ဒီနေ့ကျောင်းတိုက်လဲကျောင်းဆရာကြပါတယ်7-1မှာနော်ဟိုရဲ့ဘယ်တိုင်းကြော်ပြီးတော့ကြာတာနော်စီးပေါ်မှာပဲဆိုတော့မနေ့ကဆယ်လေးကိုသူလာအားပေးရနော်ဆယ်လေးတို့အေးကောင်မင်းတို့ပဲချရမယ်တဲတန်ချပါနော်ဒီလိုင်းနဲ့ပဲထုတ်ထိုးလိုက်ကကြောင်းတိုင်းမမိဘူးဆိုစပ်ချင်းမှာမကတော့17မှာဆိုတော့မလေးအိမ်ကျွင်းမှာတော့ကြောင်းတိုင်းကတော့မိုးကြီးကိုမှတ်ထက်ထားခဲ့နော်ဟုတ်လားဘုစပ်ပါ တော်စီမတော်စီနိုင်သွားတယ်ဗျာနော် ကြပါလေနော် line ပေါ်မှာထိုးထားတယ် စီး နော် ပေါ်တက်ကြတယ်နော် တော့မကတော့27မှာခေါင်းကျင်တာဗျာကိုကြီးကလုံးလိုက်နေတယ်ကိုခိုက်ရင်မရလို့ပါကျဝေးပါ ကြီးရနော် 7-2ပါ 7-2ပါ ဆယ်တူပါ ပုတ်ထားတယ်ကိုကြီးလိုက်ကြည့်လို့ဟုတ်ကဲ့ပါကျွန်တော်ကဖုန်းအကောင့်စားတုံးလို့ပဲအဲ့လေကြည့်လို့ခေါင်းတော့ပါထိုင်းနဲ့ပွဲမရှိတော့ဘူးကိုဖြိုးလေးထိုင်းနဲ့ပြန်သွားရနော်ဒီနေ့12နိုင်တည်းကလေနဲ့ပြန်သွားတာပါချစ်ကုတ်ရီတို့လိုက်ပို့လိုက်ကြပါနော် အေးအဲ့ဒါပတ်တန်နဲ့တွဲခဲ့ရလားဒီတကောကြီးတလေးသားလို့ဟမ်ပတ်တန်နဲ့တွဲခဲ့ရလား 7-2ပါနော်မကတော့ မလာပါဘူးဗျာနော် တော်တယ်ကဲ တင်းပွဲ ကျောင်းတိုင်း ပါမှာ ဟုတ်ပါမလားဗျာ ကဲဗျာ ကျောင်းတိုက်ကလုံးလုံးအားကြီးပါတယ်ဗျာ ဝမ်းနဲ့ခွင်းချင်းသွားရနော်ဆိုတော့ကျောင်းတိုင်းကတော့မော်ကြီးရဲ့တက်ချင်းတွေကို၄-၅လုံးလောက်ကိုမိရနော်ဒါ၄-၅လုံးလောက်မိပြီးတော့ဒါ မA2နဲ့တော့ကျောင်းတိုက်ကကွင်းစာချင်းသွားတယ် ဆက်ရလား ဒီကမှာတော့ငယ်ငယ်မော်ကြီးရုံးကန်နေရနော် ဆက်ပြထိုးပါကိုယ်လည်းဝင်လို့သူခဏလည်းကျုံဝိုင်းထိုးပါ ကျောင်းတိုင်းစားတော့ပါကြီးကုန်ကူထားတယ် ကောင်းပါတယ်မင်းသားလေးတို့ပြန်သွားပြီ ဒီနေ့အနေထားကြီးကစန္ဒာပြုတ်တော့ကြပါကိုလူစိုးလေးလှလှလေးဟုတ်ကဲ့ပါထိုင်းလေးက
ရလက်ခတ် မက38ပါဗျာ38ပါ လူချင်းစကေးတွေတက်လုံး တော်ဒီပွဲလောင်းတာလည်းမရဘူးအဲ့ဒါနေစနာလောင်းတာလေဒီပွဲမှာစနာမလဲသူကြီးရတယ်နန်းတာ ဆိုတော့အများကြီးရမယ်နော်အကြောင်းချက်ကိုယ်တိုင်လည်းပြောသွားပါနော်ကန်ထားတယ်ဆဲလက်ဒူခွဲလိုက်ရတော့တိတ်တိတ်ကိုဆဲလက်ချရတယ်နေရာတော့ဒီကိုညို့ကစာပြေးစီးပေါ်ပေါက်လာတယ်တက်ကိုပေါ်မျိုးပဲ လိုင်းပေါ်လည်းကြောက်တော့ကြိုက်တော့လောင်းလိုင်းပေါ်ကြိုက်တော့လောင်း မပြောပြတာလေးပဲ အိန္ဒိယလည်းလောင်းတိတ်တောင်လည်းလောင်းကြည့်ရ လိုက်ဖို့ခက်တယ်နော်စပကစီးနေတယ် ဝီးတယ်ဗျာနော် ဘူးရှိနေတယ်အဲ့ဒီလုံးနဲ့လိုက် သမက93ပါ 93ပါ နိုင်စီတော့နိုင်စီတင်ကြတာကဲကြပါတယ်ကျောင်းလိုက်ကလာပပလေးပဲနော်ဘယ်ကိုပြပြီးညာထိုးသွားနော် မင်္ဂလာပါအားပေးနေပါတော့ဟုတ်ကဲ့ပါ စမ်းမအိပ်ပြဖြစ်နေပြီတော့ဟုတ်ကဲ့ပါချစ်ကိုကြီးဘာလို့စမ်းမအိပ်မပြောလဲကျွန်တော်သိပါတယ်နော်မနေ့ကမော်ဒယ်လေးတွေကချစ်ကိုကြီးကိုပိုကြီးတော့မပေးသွားလိုက်တာနော်ချစ်ကိုကြီးလိုက်တောင်းတာအောင်ပြီးပါကြားတာနော်ချစ်ကိုကြီးကောင်မလေးနဲ့ဖုန်းနံပါတ်လိုက်တော့ပေးလို့ အားရတဲ့တောင်းတဲ့ရှင်ကစားလေးထုတ်တာဖြစ်နေတယ်နော် ကဲ93ပါမိုးကြီး လိမ့်နာ ချစ်စင်မိုးကြီးချင်းကြတမှုစင် ကပါကြည့်နေတယ်တက်ကြည့်နေတာ ကမောစပ်ပါမကတော့39ပါကမောထိုးရတယ် ဓမ္မဝရမော ကျောင်းတိုက်ဖက်ကံပြီဗျာ ဟုတ်ကဲ့မိုးရင်းနာမှာဘုရားတောင်းတော့အကုန်လုံးကျောင်းကဝိုင်းနေတယ် ကိုရီးယားတော့ဝါဘတ်3000နိုင်တယ်ဟုတ်ကဲ့ပါဆိုလေးကလာနေတယ်နော်ဒီလိုပေါ့နော်ကျွန်တော်မင်းကိုလည်းချစ်တယ်အင်္ဂမိန်းမကိုလည်းကြောက်တယ်ပေါ့နော်ညီမတွေကိုအားပေးမယ်ခိုင်းဘက်ကလောင်းမယ်ကဲကြတယ်ဗျာတော့ရှောက်ပေါ့နော်11-3တော့ဖြစ်သွားနော် ဘယ်လိုပါ အားဘာလို့မဆက်ပြတာကြီးရကိုစီတူဆိုရဆက်တယ်ခင်ဗျာ ဒီကလိုက်လို့နေတယ် အားတို့ဆက်ကြတယ်နော်ချစ်ကိုရလှမ်းပြောပြီးတော့နှစ်ပွဲနှစ်သုံးပွဲရလားဆိုဒါပေမဲ့ည9နိုင်လောက်ကျတော့ပြန်တော့ဖြတ်လိုက်တယ်ပေါ့နော်မစော့တော့ဘူးဆိုတော့ဖြစ်သွားတယ်အဲ့လိုကြောင့်ဝေးပါတယ်ကွာတမနီကတာရဲနေပြန်ရှုံးသွားတယ်ဟုတ်ကဲ့ပါဟုတ်တယ်ကျွန်တော်လည်းနိုင်ပြီပေါ့နော်နိုင်လိုက်တွေ့မယ်ဆိုတော့အဲ့လိုစောင့်နေတာဟုတ်ဟိုဟာဆင်းသွားပြီးတော့မတော့တာခိုင်းကပြင်နိုင်တော့ဘူးဖြစ်သွားတာစားကန်ကြီးကနော်ကျွန်တော်တို့ပုတ်ချခံလိုက်ရတဲ့အနေအထားမျိုးဖြစ်သွားတယ်နော်ဘာတိကလေးတာတယ်ဆိုပေမဲ့လည်းနော်စားပစ်တိုက်အားတွေကမလိုဘူးပေါ့နော်ပိုက်တော့ဒီကကိုစားပစ်ကဒင်းကြတော့ဖြစ်တယ်နော်ဒါပေမဲ့ဟိုဘက်ကစင်သမား3ယောက်လုံးကအဲ့ဂွန်စားပစ်တယ်သူ့နိုင်ငံမှာတနိုင်ငံလုံးကလည်းဂွန်ထိုးတဲ့လူတွေများတယ်အဲ့တော့ဒီကတော့ကအရင်ကြီးဟိုသူတို့တော့ဒင်းကြမဟုတ်အဲ့လိုဖြစ်တယ်ဆိုဒီလိုစားပစ်မျိုးကြတော့ဂွန်စားပစ်ကိုဒီစီနာတွေကြောက်ကန်တာသူစားပစ်ကအရင်ကဘယ်တော့ဒီရှင်းလေးရဲ့တကြီးရမှာဆိုလဲတာနည်းနည်းဆိုးရင်လည်းပေါ့ဒီလိုမျိုးနော်အဲ့ပါပေါက်တယ်ဒါတော့မှတကြီးရှိမှာကဘိုက်ကိုထိလို့လေးလုံးအားကျန်တဲ့လုံးနဲ့တော့ဒါဟိုဖြစ်တယ်တချို့ဓလုံးပြန်စိန်နိုင်တယ်ပေါ့နော်ကဲပေါက်ပါတယ်ကဲ4 level မှာ သမကတော့411ပါဗျ ဒီမှာလည်းကောင်းတယ်ထိုင်းနယ်မြန်မာနဲ့ပိုကောင်းတယ်တော့နိုင်ကိုရရှိသွားတာဖြစ်ဖြစ်တင်ကန်းစာရတာကိုကြာနိုင်ရှင်းလက်ခံရတာအားပေးရတာဟုတ်ကဲ့ပါကိုတန်းစီပြီးဟုတ်ပါတယ်နော်ကျွန်တော်တို့ကတင်ကန်းစာယူလို့ရတကယ်တမ်းဟိုအဖြစ်ကိုယ့်ရဲ့အခြေအနေမှာကိုပြန်သုံးသပ်လို့ရနော်ဒါပြောရရင်တော့ထိုင်းနဲ့ဒီလိုပွဲကမြန်မာနိုင်ငံထဲမှာပေါ့နော်ဒီလိုယူကြီးပြကြီးနေတဲ့မှာဒါက3-5 နှစ်နေမှာတပွဲလိုမျိုးဖြစ်တာပေါ့နော်ဆိုတော့ဟိုမဟာချိုင်လို့နေရာမှာတော့မှနည်းနည်းရှားတယ်နော်အဲ့လိုမျိုးနေထားလို့နိုင်ငံခြားကစားသမားတွေ လာပါဗျာအားလုံးနဲ့အမက4 level ဖြစ်သွားပြီဗျာ ထိထိနည်းနည်းလေးနေတယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့အခုကိုရီးယားတို့အိန္ဒိယတို့ကောင်းလာတယ်ဆိုတော့သူတို့ joint training တွေလုပ်တယ်နော်ထိုင်းတင်းနဲ့ joint training တွေလုပ်တယ်မကိုရီးယားဆိုတော့ဒီနီးပြတွေခေါ်တယ် joint training တွေလုပ်ပြီးတော့ထိုးတက်လာမြန်မာပြည်ပြည်တွင်းဒီတင်လာဆိုကြည့်လိုက်ထိုင်းနိုင်ငံခြားသားကစားသမားတွေခေါ်တာရှားတယ်အဲ့ကောင်နည်းနည်းလေးတော့ ဒါတိုင်းကို
မန်းကြောင့်သားအာကြီးတဲ့အာဒီဆိုလို့ရှိရင်ထိုင်းစားဖြစ်တယ်ဟုတ်ကဲ့ပါကိုစိုးသူနော် ကိုရီးယားတွေကကိုဟာခန်းနေကြ ဟုတ်တယ်ဗျာနော်အမကတော့ဖိုးတွဲပါဟုတ်တယ်ဗျာ တော့ကွာတစ်ဆာမဆိုတိုင်းနိုင်ငံလုံး အားပေးတယ်ကိုအတန်ညာမှာ ခြေပွဲမှာကန်တဲ့ကစားသမားတွေမှာခက်တဲ့ကစားသမားတွေမှာထိုးနိုင်တဲ့အနေအထားမျိုးဆိုတော့တို့တော့ကကိုစားဘက်ကအရန်မခက်ဘူးเนาะအဲ့လိုဂုံစားဘက်ဆိုမြန်မာနိုင်ငံမှာလားငယ်ကောင်စားဘက်ထိုးနိုင်တယ်ငယ်ကောင်ဂုံအခုဆိုလည်းပိတ်ခံနေရတယ်เนาะသူပြောတယ်ဆိုတာမဖြစ်ဘူးเนาะငယ်ကောင်ဂုံစားဘက်ပိတ်အဲ့အနေအထားမျိုးအဲ့တော့ဒီကစားသမားတွေကဂုံစားဘက်တွေနဲ့ထိတွေ့မှုနည်းတယ်เนาะအဲ့လိုမျိုးဆိုเนาะ ပြည်ငယ်ရော လိတ်မလာဘူးလားဟုတ်တယ်လိတ်တွေပြန်သွားပါရင်เนาะ တွဲပါ ဟိုမျိုးလေးမျိုးလေးမဟုတ်ចောင်းတိုက် sorry ဟိုရှိန်လေးတယောက်ပဲရှိတယ် ဒီကြောင့်မင်းကပွဲတွေကောင်းတယ်တန်းကြီးတန်း မင်္ဂလာပါကိုကြီးကျွန်တော်မြန်မာဖနက်စီမခတ်တတ်ဘူးစားပြလေအားနေတယ်ဟုတ်ကဲ့ပါ ဒါသူပုံမှန်နိုင်နေကြ ဒီလိုပြောမှန်တယ်ဗျာ လုံးနေကြတာနော် ဟုတ်လား ကြောက်ရေးကျင်းပွဲတွေဖြစ်ပါလား ဟုတ်ကိုအောင်ရင်ကျွန်တော်ကိုယုံမဟုတ်ဘူးเนาะ ဟုတ်ဒီ မ ပွဲ င်္ဂလာပါ ကျ ကို င်းပွဲ ကြီးတဲ့ ဒီအဲ့ပွဲတော့ကျွန်တော်ကြောက်ဟုတ်ပြီနော်ဒီပွဲတွေဖြစ်နေနော်ကြိုက်တယ်အဲ့ပွဲနော်တောင်းလိုက်ချက်ရှုံး လိတ်တွေကပြန်သွားပြီเนาะကိုကျော်နိုင် ကြောက်တော့ချက်ရှုံးများဆိုတော့ လက်ခံမယ်ဟုတ်ကဲ့ပါလက်ခံမှာเนาะအဲ့မှာกินတဲ့သူဝမ်တက်တူတန်ဝင်တာဟုတ်ကဲ့ကိုကြီးသူကအကိန်ကအဲ့လိုမင်းနဲ့တိုင်ပွဲလည်းမကောင်းเนาะဒီချီးပွဲတွေမှာလည်းသူတို့တကယ်ကိုထိတ်တန်းလို့မျိုးရှိသူတို့က ပြပါပြပြီး ចောင်းတက်ခဲဟိုကနေရဖက်နဲ့လေး မနေ့ပြန်လာတစ်ပတ်ခါလား နေရဘရိကာလေးကိုစီးရချင်းခတ်နေတော့အောက်ပိုင်းကတော့အကောင်းတယ်ပါဆိုတော့မန်လေးရ မနေ့ကညတက်မှာမနေ့ကမနေ့ပိုင်း ချီ ခါ ခွန်ချီပြကောင်းတယ်လို့အဲ့တနိုင်ငံလုံးကောင်းတယ်ကျွန်တော်နိုင်ငံမှာကျတော့မန်လေးစကိုင်းရန်ကုန်လောက်ပဲကောင်းတယ်ကျွန်တော် AR တိုင်းတော့ဘာလို့မဆိုတာတိတ်မကောင်းတော့ဘူးခဏချွတ်နေတဲ့ကစားကြ ကိုကြောဒီဘက်ကိုကြောပွဲပြန်ဆောင်ပါလား သူတို့ကျတော့တနိုင်ငံလုံး အဲ့ဒါတော့ဝမ်းမဟုတ်ဘူး ဒီပွဲရွာရင်တော့ဒီကိုတို့ကြောက်ကြောရဲ့တင်းပွဲပြန် မ လာ င်းပါကောင်းလဲကောင်းတာပိတ်ဆော့တယ်တဲ့ချီပွဲမှာဟုတ်ကဲ့ပါချီပွဲတွေကတော့ဒီလိုပါပဲเนาะကျွန်တော်တို့ဆော့တယ်ဆက်တယ်เนาะအဲ့လိုမျိုးကစားကြတယ် national ပွဲတွေကျတော့ပိတ်တာနေတယ်ချီပွဲနဲ့ national ကတော့ကွာပါเนาะအဲ့နှစ်ခုတော့ကျွန်တော်တို့ချီပွဲတွေကိုကြည့်ပြီးတော့ national အားမကောင်းတော့အဖြစ်တင်လို့လဲခက်တယ်เนาะကြမ်းပြောရင် national အားကောင်းနေခြင်းနဲ့ကျွန်တော် national ကိုလာစားကောင်းကောင်းပြီးမယ် national ကိုတောက်လုပ်မယ်ဆိုတာခုကောင်းတယ်ဗောနော်ဒါအခုဘာလို့ကြီးပွဲကောင်းလဲဆိုတော့ကြီးပွဲတွေပတ်စံပူရတယ်နော်အဲ့ဒါရှင်းတယ်ဆိုတော့မင်္ဂလာပါကိုရိုးရေဟုတ်ကဲ့ပါမင်္ဂလာပါကိုအောင်ဆရာလေးမနေ့လက်တွေပါရှုံးသွားတာဟုတ်တယ်ကိုလက်တွေပါရှုံးသွားတယ်ခိုင်းရနားပွဲမှာဘွဲပဲရှုံးတယ်နော်နေဘက်ချန်တို့ပဲရှုံးတယ်နော်အော်တို့နိုင်တယ်ကျန်တဲ့ပွဲတွေကတော့ထိုင်းကုန်နိုင်တော့ပါနော်တခုရှိတာဟိုဒီတိုင်းတွေးကြည့်ရပေါ့နေဘက်ချန်တော့40တော့မပါသေးဘူးခြေစားကစားသမားတွေနော်ထိုင်းခြေစားတွေပေါ့အဲ့တော့မြန်မာပြည်ခြေစားနဲ့ထိုင်းခြေစားတွေ့တဲ့ပွဲမှာတော့မြန်မာပြည်ခြေစားနိုင်တယ်နော်အဲ့လိုပြောလို့တော့ရတယ်နော်အော်လို့ဆိုတာခြေစားသမားစစ်တွေနော်ကလေးလေးတို့ဒါခုကတော့ national လည်းကစားတယ်ပေါ့နော်ကဲကောင်းပါလေအမှတ်ကတော့11-4ပါနော်17မှတ်4မှတ်ပါကိုရီမြန်မာလည်းကောင်းတယ်ဒါပေမဲ့ထိုင်းပူကောင်းသွားတယ်ဟုတ်ကဲ့ပါထိုင်းနိုင်ငံမြန်မာကြီးပဲရှိတယ်ဟုတ်ကဲ့ပါပုံစံလေးမြန်မာကြီးကကြီးပွဲတွေနိုင်တယ် ညောင်ရောဘောကောင်းနေပါလားညောင်ရောဘောပါဘူးကြီးပွဲတွေမန်းသိမှာပါဗျာ အဲ့လိုမျိုးပါနော်ထိုင်းတွေဘယ်လောက်ယူသွားလဲယူသွားမယ်တော်တော်လေးတော့ကိုနေနော်အဲ့တော့ကြေးရပြောင်းပြန်ပေါက်တာဒီမှာမြန်မာ16ပေးတော့ထိုင်းမှာအပြင်က16ပေးတာတယ်အဲ့လိုမျိုးဆိုတော့အဲ့လိုဆိုတော့ကုန်ယူမှာပဲเนาะအကုန်သမမှာပဲသူတို့ပို့တော်ကြိုက်နေနော်10ခွန်ရောလားယူမှာပဲလေနော်ကဲចောင်းတိုက်ပိုက်ကိုဘောရတော့ fight ငါမပလား fight ဟုတ်ပါမင်းသားကြီးနဲ့မင်းတိုင်းနဲ့ရှိန်လေးလားအထက်အကယ်တော့သုံးနှစ်ခန့်ဘယ်လိုနေလဲဟောမင်းတိုင်းရှိန်လေးအထက်အကယ်ပေါ့နှစ်သုံး အခုခဏအဖြစ်နေပြီ ကကြပါတယ်က 0.5 ဖြစ်သွားရင်နော်ဆိုတော့ကျောင်းတိုက်ကတော့ဒါမော်ကြီးကိုဓာတ်ရှော့ကိုမှတ်ဖြတ်လိုက်ပြီနော်15မှတ်5မှတ်တော့ဖြစ်သွားရင်နော်ကဲပြီးဆုံးမလားကြည့်အောင်ကဲပိုက်ထောက်လေးမကြဘူး ကျောင်းတိုက်စာပေကိုကြည့်ကြည့်နေရတယ်နော် သူ့ဆောင်ကတော့မလဲတော့ဘူးတဲ့ခိုင်းနေပြန်သွားရလားကိုပြန်သွားပါရင်နော်မိမချန်ပွဲကဘယ်လောက်လဲကို နေ့ကအမှန်ကန် ချက်ပွဲလွတ်လာအခုမဟုတ်ဘူးလားဟုတ်ပါတယ်အသက်ကွဲကွာကျွန်တော်ဟုတ်တယ်လို့ပုံမှန်ကျွန်တော်ပတ်တော့ချင်းလွန့်ထွန်းတာပါချက်ပွဲတွေတော့
ကျွန်တော်ဝါသနာပါလို့တတ်တယ်နော်ဆက်ပဲပြင်းနေမှာပေါက်မယ်တဲ့လိုင်းထိုးလို့မရခိုင်းတယ်ဟုတ်တယ်လေသူတို့အောက်ပိုင်းနေခိုင်းတော့နော် တဲ့နော်အခုကပြီးလားတော့ဘက်ကပြန် ခိုင်းကြောက်တာဆိုတော့ချုပ်တစ်မျိုးပဲရှိတာနော်ဆိုတော့ point 10ပါကတော့ဒီပွဲမှာတော့ကျောင်းတိုက်ကအမှတ်အတာနဲ့ဥဆောင်တယ်နော်တူဆိုရင်ငေါတော့မလွယ်ဘူးဆိုပေမဲ့တူကကလေးလေးနဲ့ငေါကမြန်မာနိုင်ငံလုံးစိတ်ထားတာဆိုတော့သူတို့ခေါင်းကြော်ပါတော့ကြည့်လို့တော့ကောင်းပဲနောက်တော့ပွဲဆံဘယ်လိုနေမလဲပေါ့နော်ကြည့်လို့တော့ကောင်းပဲဒါပေမဲ့ဒီပွဲတွေက9ပေ2နဲ့ခိုင်းအကြိုက်တွေခတ်ရတာနော်အဲ့လိုမျိုးဆိုတော့ကဲ7 point မှာ ဒီမှာ7 point ပါ ထိုင်းအကြိုက်ခတ်ရတယ်မျိုးဖြစ်တာပေါ့ပိုက်တန်းမြင့်ဆိုရင်ငါဝချလိမ့်မယ်နော်ထိုင်းကတော့3ပေးတော့ပေးကောင်းပေးလိုက်နိုင်တယ်နော်ပိုက်တန်းမြင့်ဆိုရင်ပြောတာပေါ့နော်ဆိုတော့ခြေပွဲတွေမှာ9ပေး2တာထိုင်းအကြိုက်တွေခတ်ရတယ်ဆိုတော့မြန်မာတော့နည်းနည်းလေးတော့ဟိုဖြစ်နေတယ်တူးဆိုတော့တဲ့ထိုင်းအကြိုက်ဆိုတော့မလို့ဒါပေမဲ့9ပေး6လောက်နော်9ပေး6လောက်9ပေးခွန်လောက်ဆိုတော့ငါဟောကတော့ကိုချပါတယ်နော်အဲ့လိုမျိုးရှိတယ်ဒါတော့ဟိုကျွန်တော် national နဲ့ပြန်ချင်းချင်းလို့မရဘူးခြေပွဲမှာတော့ကိုကြိုက်သူကြိုက်တွေပြန်ဆက်ရတာပေါ့အဲ့လိုမျိုးရှိတယ်လိမတ်ချိုင်ပွဲကတဲ့နေလားမသိတော့ဘူးနော်အဲ့ဒီစားပါတယ်ဖြက်လုံးအကောင်းတယ်ဗျာဟုတ်တယ်ကိုအဲ့ဒီရတော့ကောင်းတယ်နော်ကျွန်တော်ဖရက်စီခတ်တာကောင်းမယ်ဟုတ်ကဲ့ကိုဒီလိုမျိုးတွေဖြစ်စေခြင်းတော့လေနော်ကျွန်တော်အဲ့ဒီဈေးချဖို့ရတယ်နော်ဒီမှာနေရတရခဏမှာမဲဆောက်မှာဘတ်300ပဲရှိတယ်နော်နေရတော့ဘတ်300ကျော်ပဲရှိတယ်မြန်မာနိုင်ငံမှာ6,900တောင်းတယ်နော်ဘတ်900 600လောက်ဖြစ်တော့တောင်းဝါလာပါတဲ့လူငယ်တွေတော့ကတော့ဒါတော့နည်းနည်းလေးခက်ခဲတဲ့အနေအထားမျိုးဖြစ်တာအဲ့လိုလေးတော့ရှိမြန်မာနိုင်ငံမှာနေရထောက်ရင်တော့ပိုကောင်းတာပေါ့ ဒီတော့မင်းဖုံးဝင်မလား ကဲ point 8ပါပဲเนาะဝင်သေးပါ ပထမပဲ အဲ့ point မှာ ရှုံးမှာဒီမှာစီတော့ရှုံးမှာတော့ပြန်ပြီးမှာကိုမနေခဏလောက်ဒါကကိုဟုတ်တယ် ပေါက်ပါတယ် ရဲမို့နော် 9 point မှာ ဘာလို့မတန်ရချို့လေခုဝလုံးတို့ပြင်ပြောင်းနဲ့စော့ကြတယ်ကြိုက်ကြတယ်နော်အဲဟိုအားကားနဲ့မြင်ကြတယ်ဟုတ်ကဲ့ဒါတော့ national ရပါတာဖြစ်တယ်ဒါပေမဲ့ခြေပွဲတွေမှာကျွန်တော်ကငွေချေးတွေပါလာတယ်ဆက်လို့ရစော့ကြတယ်အဲ့တော့ပြီးတော့လည်း national သမားလောက်ကြမဲ့လူတွေမဟုတ်တော့နည်းနည်းတော့ခက်တာပေါ့နော်ဆိုတော့အဲ့တော့ကျွန်တော်တို့အဲ့ဒါလေးကိုနည်းနည်းလေးပေါ်ပြပြမြင်တော့ဒါပေမဲ့ဒီကကလေးတွေကပြင်များနဲ့ရိုက်နေတယ်ဟာဘလုံးနဲ့ရိုက်နေပြီဆိုတော့ကျွန်တော်တို့တားရတယ်ဆော့တယ်ဒီကြီးတွေကတော့ပြောလို့မရဘူးဘယ်လိုပြောမလဲသူတို့ပတ်စံနဲ့သူတို့ကစားကြတာလို့ဆိုလို့ရှိတယ်ပေါ့တော့ခဏပြောလို့တကယ် national အကောင့်လုပ်ချင်တယ်ဆိုတော့ကျောင်းနေတဲ့အကျိုးတွေမှာညာလို့အကြောင်းပါဆိုဘလုံးနဲ့ချင်းလုံးတွေကကိုဦးစားပေးခံရတယ်ဆိုတော့ဘလုံးနဲ့ဦးစားပေးခံရတယ်အဲ့လိုမျိုးကဲ lap point မှာ7 map point ဖြစ်သွားနော်အားရမခတ်ဘူးနော်ဟုတ်တယ်ကိုကိုလိုက်အားရလောလောဆယ်နားထားပါတယ်လေယူစင်လည်းသူနားထားပါနော်ကိန်းနဲ့အတက်ဘာမှခေါင်းလုံးပဲကစားမယ်ဆိုတော့ဖြစ်နိုင်လားခေါင်းတလုံးပဲခေါင်းအောင်ကြီးလားဆိုတော့အဲ့ဒါတွေကကိုစက်ခက်တယ်နော်လူတက်တယ်ဆိုရင်ခိုင်းနေမပိုင်မလို့အဲ့လိုမျိုးကျွန်တော်အမြင်ပါနော်အခုဒီမှာမြန်မာဆိုတာခြေပွဲတွေမှာတော့မနော်ဟိုမပိုင်နိုင်မယ်ထင်ဆော့တာနော်ကိုကမပိုင်ဘူးတိုင်းမနိုင်မဲ့ထင်ဆော့နေတာနော်အဲ့ခွက်တွေတော့ရှိတယ်ခိုင်းနေကြလို့မဟုတ်ဘူးနော်သူတို့လုံနိုင်မှသူကစားတဲ့အခါမျိုးနော်အဲ့လိုတော့ကျွန်တော်ခုနပြောတဲ့ 10 point ပါ အောင်ကြီးပွဲဆိုတော့ ဒီမှာကတော့10 point ပါဗျာနော်ဒိုင်ကတော့လည်းချမ်းသာနေအောင် ဆော့လို့ရပါတော့ဒါနေဘက်ချိုင်းတော့ရှောင်းတယ်နော်ကျွန်တော်လည်း post တင်ထားတယ်နော်ဟောကဆော့ကျင်တယ်ဆိုတော့စင်ခေါ်တဲ့ post မျိုးပါဒါပေမဲ့ခိုင်းဘက်ကလုံးဝမဟောင်းနော်ကျွန်တော်တို့ဖုန်းညံအောင်မှာဘတ်2000ကြီးဆော့ကျင်တာနော်နေဘက် channel ဒါပေမဲ့ခိုင်းကဘတ်2000နဲလို့မဆော့ပါဘူးဆိုတော့ရှောင်သွားတယ်ပေါ့နော်အဲ့လိုမျိုးရှိတယ်အဲ့တော့အဲ့လိုပွဲတွေကဆက်ဖို့လည်းခက်တယ်နော်ဟိုဖြစ်ပါတတိုင်းနဲ့တော့ဘတ်9000ကြီးဆော့တယ်ဒါပေမဲ့မိုးရွာလို့နော်ဘတ်3000လား2000လားအဲ့လိုနဲ့ပြန်ဆော့ဖြစ်သွားတယ်ကြောင်တိုက်ပိုက်မကြော်ခဲ့ဘူး11 point မှာကြောင်တိုက်ကတော့နော်ကျွန်တော်တို့စင်ကောင်ကြီးနော်ဘက်ရောက်မှအမိတက်နေတဲ့အနေအထားမျိုးဖြစ်နေပြီကမိုးစပပါ11 point မှာကြောင်ချိုးကြောင်တိုက်ဆုံးတက်ထားတယ်
ဆိုတော့နောက်အခုဒီ6လပိုင်းဒါမှမဟုတ်9လပိုင်းလောက်ကြာတယ်နော်ရွှေကုတ်ကူမှာပွဲတွေရှိတယ်နော်ရွှေကုတ်ကူမှာပတ်ကျော်ချင်းပြိုင်ပွဲရှိနေမြောက်ရီမှာဥပြောင်ပတ်ကျော်ချင်းဖွင့်ပွဲတွေရှိဦးမယ်နော်နောက်ပသိမ်မှာလည်းကျွန်တော် night fight ပြိုင်ပွဲလောက်ပြင်တော့ရှိရလို့ကြားတယ်မှာဆိုတော့ပွဲတွေကတော့ဒါတော့ရှော့ကောင်းနေပြီနော်ဒီနောက်ထပ်3-4လထဲမှာနော်ပြည်လာ national မှာဆိုတော့ကျွန်တော်တို့အာရှခင်းရှိနော်အရှာဂိမ်းကတော့ဒါလူကြီး17ယောက်ယူထားတယ်လို့ကြားမိတယ်ဗောနော်ဇာသမားနာမည်ပြည့်စုံတော့ကျွန်တော်သိရင်တော့ကျွန်တော်တင်ပေးပါမယ်နော်ဆိုတော့ပုံမှန်တော့ဒါ point 11ပါဗျ ဝက်ကမှာကစားတော့တဲ့ကစားသမားတော်တော်များများပြန်ပါမယ် 11 point ပါ 11 point ပါ အမကတော့11 point ပါဗျာနော် တော့မောရပြန်ဆိုတော့ဝိကြောက်ကတော့ပြပြချင်းတော့လိုက်လာနော်ဆိုတော့ကျောင်းတိုက်ကလည်းဒါ point ရောက်ပြီးမှเนาะတော်တော်လေးကိုဒါ point 5လောက်ကနေเนาะ point 11ဖြစ်သွားเนาะ6မှလောက်ပြန်ပေးရမှာ ထိုင်းတွေပြန်သွားပြီလားပြန်သွားပါပြီဗျာနော်ထိုင်းတွေပြန်သွားပြီဗျာ ကဘိုးဆက်ပါ11 point မှာကျောင်း ဒါ တို ပေ က် မဲ့ခင်ဗျားမှုအမမခံအောင်ဖြစ်နေဦးမယ်ဟုတ်တယ်ဗျ ကဲပိုက်က ဲမ12 point ပါ point မှာ ကဲမတွေပြန်လိုက်လာပြန်ပြီဗျာနော်အမအကွာကြီးကနေပြန်လိုက်လာပြန်ပြီ ဒီပွဲပြင်ကျောင်းတိုက်2-3ပွဲရှိနော်ကျောင်းတိုက်နဲ့ခုညံဘိုးဘတော်မှာ ဒီလိုပြင်ကိုကြောက်ကြောက်ကောင်းကောင်းတင်းပွဲပြန်ဆုံးဒီစာပေပိုက်တိုးတယ်ပိုက်တွဲပါ ဘိုးဘတော်ကျောင်းတိုက်နဲ့2-3ပွဲပြီ နောက်တိုက်ကဖုန်ညာစာပေတပေါက်ဖုန်းနဲ့ကချင်မွေးရမင်းဆိုင်ရမှတ်ကြီးရ ကြောက် ဝေး ဝေး ပါ ပါ တ တယ် ယ် ကျောင်းလိုက်စားပေထပ်ဝေးပြန်နေဗျာနော် တတိုင်းနဲ့ငေါမဖြစ်ဘူးလားကိုတဲ့ဖြစ်လိမ့်မယ်ဆိုနော်တတိုင်းရောလောလောဆယ်ဒဏ်ရာရနေလို့ဒါတတိုင်းရလည်းဟိုသူမနေ့ကတော့သူကပြောသွားတယ်ငေါတော်တော်ကောင်းလာတယ်နော်ပြည့်လဲပြည့်တယ်ပေါ့ ပါလာပြန်ပြီ ကကြပါတယ် point တွဲပါ ဝိုင်းတွဲပါ ဟိုသူကမှ ကျောင်းလိုက်လာဟိုဘက်ကဟုတ်ပါတယ်ဗျာနော်လှလေးကျောင်းတိုက်ကဟိုဘက်ကပါဗျာ မနေ့ကပွဲပြီးတော့သူချီကျူးတယ်ဟောဒီနဲ့လားလေးကောင်းတယ်နော်ကစားလဲကစားရဲတယ်ပြည့်လဲပြည့်နေတယ်ဆိုတော့သူပြောတာအဲ့ကျွန်တော် short လို့တော့မရဘူးတဲ့ကိုယ်နဲ့ဆော့မယ်ဆိုတော့ training ကတော့တခြားပြန်လုပ်မှပဲရမယ်မဟုတ်ရင်တော့ရှုံးလိုက်တယ်နော်သူနေဘက် channel ဆော့တော့ဘာမှမလုပ်တော့ training ကနည်းနည်းပါးပါးချင်းတော့လောက်ပဲလုပ်ပြီးတော့ချတာနော်အဲ့လိုမျိုးသူပြောတော့အော်နဲ့တတိုင်းပွဲကတော့တတိုင်းဘက်ကနေခဏပြောလို့တရားအရှင်းပြောက်သွားမယ်နောက်ပြီးတော့ training တွေပြည့်လာတယ်ဆိုတော့ပွဲဒါကအော်လေကျွန်တော်ချီကျူးရမှာဟိုအကြောင်းဆရာကိုဝမ်းဆော့ပြီးမှနော်သူနာမည်စထွက်လာတာနော်အဲ့ရနေမှာသူတော့ shot တက်လာတယ်နော်ဒါဆိုသူ့ရဲ့ကစား K ပိုင်းပေါ့နော်အဲ့ဒီဟာကတော်တော်ဟိုဘယ်လိုလဲအောင်မြင်မှုတွေရလာတယ်ပြောမှာနော်ငါအော်လဲတာဘာပြီးမှဝမ်းခေါင်းဝန်းကြီးနော်ဒါလောလောဆယ်ဖုန်ညာတို့မဆော့ရဲသေးဘူးနော်လောလောဆယ်ရှောင်းနေသေးတယ်ဖုန်ညာလည်းသူဆော့တာတော့ဆော့မယ်ဒါပေမဲ့မဆော့သေးဘူးပေါ့နော်ဖုန်ညာပြန်တော့နိုင်ထားပြီမယ်နော်ဆိုတော့အဲ့ပွဲတွေကလည်းဖြစ်လာအောင်မယ်ပေါ့နော်ဆိုတော့မကတော့ point ကျွဲပါကျောင်းဆရာလာဘူးလားတဲ့ကျောင်းဆရာပြန်သွားပါရင်နော်ကုသတမလာပါဘူးတော့ချစ်ချစ်ရေးတဲ့ခတ်ချင်တာတော့ဗျာကိုရဲ့ကိုရီလိုပုံစံကခတ်နေပါမှာဟုတ်ကဲ့ပါတပိဆုံးတိုင်းနော်ဆိုတော့15မှတ်12မှတ်နဲ့ဒါကျောင်းတိုက်ကမော်ကြီးကိုတော့ဒါနော်နိုင်ရရှိသွားတာဖြစ်ပါတယ်ဆိုတော့ကျောင်းတိုက်2-3ပွဲလဲရှိမှာနော်ကျောင်းတိုက်ရဲ့ဖုန်ညံရနော်ဖုန်ညံစားပစ်တစ်ပေါက်ထိုးနဲ့မင်းဆန်တို့3နဲ့ပေါ့နော်ဒီနေ့ရှုံးထားတဲ့ပွဲကိုပြန်ဆော့မယ်လေ ကဲအားလုံးပဲ ဆိုတော့ဟုတ်ပြီ 16မဲ17မဲဆိုတဲ့အမှန်နဲ့ပဲကျောင်းတက်ကတော့ဒီပွဲဒီမှာတော့အနိုင်ရရှိသွားခဲ့ပါပြီဗျာနော်ကဲအားလုံးပဲနော်ကျောင်းဘာလဲကြောက်ကျော်ရဲ့တင်းပွဲနဲ့ပဲကျွန်တော် live ပေါ်ပြန်တက်လာခဲ့ပြီဗျာနော်အားလုံးပဲကျေးဇူးပါ တော့ဇင်းရဲ့နော်ဂုံနဲ့ဂုံ